မင်းခုံကနေဖောက်ထွက်တာနဲ့တစုံတစ်ခုကမင်းကိုစားနေတယ်ဆိုတာသိလိုက်ရတယ်။အဲ့ရဲ့ခေါင်းလောက်ပဲရှိတဲ့ကပ်ပါကောင်လေးတစ်ကောင်ကမင်းရဲ့အမီကိုကိုက်ဖြတ်နေပြီ။မင်းရဲ့ခန္ဓာကိုယ်တစ်ဝက်ကဥခုံအမေးပါးထဲမှာပိတ်မိနေတော့ရှိသေးတယ်။မင်းကအားကုန်ယုံထွက်ပြီးဥခုံနဲ့ကပ်ပါကောင်ကြီးကနေလွတ်အောင်ပြေးတယ်။မင်းရဲ့အမီတစ်စိတ်တစ်ပိုင်းတော့ကြံခဲ့တာပေါ့။မင်းရဲ့ဘေးပတ်လည်မှာညီကိုမောင်နှမ9,900လောက်ကဥကနေထွက်လာကြတယ်။သူတို့တွေကအများစုကလည်းဒီပြဿနာမျိုးကိုပဲကြုံနေရတယ်။တချို့ဆိုရင်ကပ်ပါကောင်2ကောင်လောက်ပါနေကြပြီ။တချို့ဆိုရင်တေးတောင်တေးနေကြပြီ။အဲ့ဒီအချိန်မှာမင်းနဲ့မသိမသာပိုကြီးတဲ့ငရှင်းလောင်းတစ်ကောင်ကတားလောင်းနေကြတဲ့ကိုအချိန်နဲ့ဝင်လာတယ်။သူ့ရဲ့ပါဇက်ကတင်းငယ်တဲ့ခေါင်းပြက်ဆက်တစ်ခုလိုဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲမင်းရဲ့မောင်နှမ6ကောင်ပျောက်ကွယ်သွားပြီခုတော့သူကမိဘက်ကိုလှည့်လာပြီအဲ့ဒီခါမင်းရဲ့ဗီဇာကခိုင်းတဲ့အတိုင်းတခုလဲတော့အလုပ်ကိုလုပ်လိုက်တယ်မင်းရဲ့ရည်ရက်ဒီကိုဖြန့်ကားလိုက်ပြီးတီချင်းအောင်ဆောင်းနေလိုက်တယ်အခုတော့မင်းက9တကောင်မဟုတ်တော့ပဲဂျယ်လီဖစ်အစိတ်ပိုင်းတစ်ခုလိုဖြစ်သွားပြီအစိတ်ချီပြီးသုံးမွေတဲ့အရာလိုထင်သွားတဲ့ငရှင်းကမင်းကိုကြော်သွားတယ်အဲ့ဒီလက်ကွက်ကမင်းကိုကယ်တင်လိုက်တာဖြစ်ပြီးမင်းရွယ်မရောက်ခင်အချိန်ထိဒီနီလန်းကိုအချိန်400လောက်300အောင်မယ်မင်းရဲ့မောင်နှမအများစုကမွေးပြီး3ရက်ထပ်ပို့ပြီးတတ်မရှင်နိုင်ကြဘူးဒါပေမဲ့မင်းကိုနောက်ဆုံးတတ်မဲ့အရာကတော့မင်းအောင်မြင်နေတဲ့အချိန်မှာပဲဖြစ်လာလိမ့်မယ်ခဏစောင့်ကြည့်လိုက်ပါအခုတော့မင်းက9ရက်သားပဲရှိသေးတယ်အမဲလိုက်တက်နေပြီရေမော်ပင်နေကြားထဲမှာမင်းကပုံနေတဲ့အခါမင်းရဲ့မျက်စိရှိမှတင်းငယ်တဲ့ပူးမွားလေးတစ်ကောင်ဖြတ်သွားတာကိုတွေ့လိုက်ရတယ်ဒီနေ့မှတင်မင်းက3ကောင်ဖမ်းမိထားပြီဒါဆိုရင်မင်းကတကယ်ကိုပါရမီရှင်ပဲခုတော့မင်းကရေထဲမှာသွေးနှံတချို့ကိုရလိုက်တယ်။မင်းရဲ့ငါးလောင်းဗီဇာကစူးစမ်းမှုဟင်းကိုတိုက်တွန်းနေတာကြောင့်သွေးနှံနောက်ကိုလိုက်သွားပြီးသွေးထွက်နေတဲ့အရင်းမြစ်ကိုရှာတွေ့သွားတယ်။အဲ့ဒါကမင်းတဲ့နှစ်ဆကြီးတယ်။တေကန်ကြီးပြန်လွှမ်းငါးတကောင်ပဲ။ရေမျက်နှာပြင်နာမှာအသက်လူပြီးလှုပ်ရှားနေတယ်။သူ့ရဲ့အတောင်ပံလိုစူးတော်တွေကစုပ်ပြတ်တက်နေပြီးသွေးတွေထွက်နေတယ်။မင်းတို့ပဲတခြားငါးလောင်းအကောင်90ကလည်းအဲ့ဒီငါးကိုဝိုင်းအောင်နေကြပြီ။ဒီမှာရှိတဲ့အစာကမင်းတို့တပတ်စာလောက်လုံလောက်တာကြောင့်မင်းလည်းအမြန်ပြေးဝင်သွားပြီးတခိုက်စာလောက်ဖဲ့ယူလိုက်တယ်။ဒါကမင်းဘဝအတွက်အကြီးမားဆုံးအစာပဲအဲဒီနောက်ရေပြင်ကမှောက်မဲသွားပြီးစကေးချက်ဒူနာ9တကောင်ကအစာစားနေတဲ့အုပ်စုတွေကိုအချိန်နဲ့ထိုးဝင်လာတယ်သူ့ရဲ့ပါဇက်ကမင်းတို့အကောင်20ကိုတပြိုင်တည်းမြူချနိုင်လောက်တဲ့အထိကြီးမားတယ်မင်းလက်စူးတော်တွေကိုဖြန့်ကားလိုက်ပြီးဂျယ်လီဖစ်လူပုံစံပြောင်းလိုက်တယ်ဒူနာ9ကြီးရဲ့ပါဇက်ကမင်းရဲ့ဗီနာကနေကပ်ပြီးဖြတ်သွားတယ်ရေပြန်ကြည့်သွားတဲ့အခါမှာတော့9လောက်30လောက်ပျောက်သွားပြီပြန်လွှမ်း9ကြီးလည်းမရှိတော့ဘူးမင်းကတော့တက်ရှင်နေတော့မယ်ဒါပေမဲ့မင်းကကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပြီအကောင်းဆုံးစားတာတွေကအကြီးမားဆုံးထောင်ချောက်တွေဆိုတာပဲရှောက်ပက်လောက်ကြာတဲ့အခါမင်းကကြီးထွားလာပြီးငါးလောင်းဘဝကလွတ်မြောက်လာပြီဂျယ်လီဖစ်လိုဟန်ဆောင်တဲ့နီလန်နဲ့ကံကောင်းမှုတွေပေါင်းဆက်ပြီးတော့ပေါ့မင်းရဲ့နောက်ထပ်ဘဝအဆင့်ကိုကူးပြောင်းဖို့လုံလောက်တဲ့အစာတွေစားခဲ့ပြီးပြီအဲ့ဒီချိန်မှာမင်းရဲ့ခန္ဓာကိုယ်ကစပြီးဒုက္ခပြီးတော့တာပဲပထမဆုံးမင်းရဲ့မျက်လုံးတွေရရန်လာမယ်ပြီးရင်ပူလောင်လာမယ်အဲ့ဒီနောက်မျက်လုံးတွေကအရေးပြောကြတယ်လို့မျိုးဥကောင်းခွန်တွေကိုကြုံဝင်သွားမယ်မင်းကမြင်အောင်ကြည့်ဖို့ကြိုးစားပေမဲ့အရာအလုံးကမှောင်မဲနေတယ်ဒါကနေဝင်သွားလို့မဟုတ်ပဲမင်းရဲ့မျက်လုံးကကြည့်နေရင်နဲ့တင်တည်ဆုံးသွားတာတဘာဝတရားကမင်းအတွက်ဘလောက်ရက်ဆက်သလဲဆိုတာမင်းကြုံတွေ့ရတော့မယ်အဲ့ဒီနောက်မင်းရဲ့စူးတော်တွေကအယိုးတွေကဆွဲဆက်ခံရပြီးရှည်ထွက်လာတယ်တယောက်ယောက်ကမင်းရဲ့အယိုးတွေကိုဆွဲထုတ်နေသလိုခံစားရတယ်မင်းကပုံမှန်တိုင်းရေကူးဖို့ကြိုးစားပေမဲ့မင်းရဲ့စူးတော်တွေကအခုဆိုရှည်လွန်းနေပြီသူတို့ကကျိုးပဲ့နေတဲ့အတောင်ပံတွေဆိုမင်းရဲ့နောက်ကိုဒီလိုတိုက်လိုက်နေတာအခုတော့မင်းကပူနေတဲ့နေရာကိုတဖြည်းဖြည်းနင်းမြုပ်သွားပြီမင်းရဲ့အုံနောက်ကတခုခုကမင်းကိုအောက်ဆင်းဖို့အတင်းကျပ်ခိုင်းနေတယ်မီတာ900ရောက်တဲ့အခါမှာတော့မင်းရဲ့မျက်လုံးတွေလုံးဝသေသွားပြီမီတာ1000ရောက်မှာတော့မင်းကမျက်မမြင်လုံးဝဖြစ်သွားပြီမီတာ2000ရောက်မှာတော့မင်းရဲ့ရေကူးအိတ်ကစတင်ဖိစိတ်ခံရတယ်မင်းကဇီဝဗေဒသဘောတရားအရာလုံးဝအထိပ္ပယ်မရှိတဲ့အရာတစ်ခုဖြစ်ပြောင်းလဲသွားပြီမင်းရဲ့စူးတောင်တွေကခန္ဓာကိုယ်ရဲ့3ဆလောက်ရှည်လာပြီးမျက်လုံးကလည်းပိတ်သွားပြီဒီလိုနဲ့မီတာ4000အရောက်မှတော့မင်းကပင်လေကျမ်းပြင်ကိုရောက်သွားပြီဒီနေရာကဖိအားလွန်များတာကြောင့်မင်းခန္ဓာကိုယ်စိတ်ပိုင်းတိုင်းကိုတစ်ခုခုကဖိညစ်ထားတယ်လို့ပဲရေဘူးချိန်က33ဒီဂရီဖိုင်ဟိုက်လောက်ရှိပြီးရေခဲအမှတ်ထက်1ဒီဂရီပဲပိုတော့တယ်ဝမ်းတာပါတယ်ငရဲကမှကြိုးတူပါတယ်မင်းကဒီမှာနောက်ထပ်3နှစ်လောက်နေရတော့မယ်ဒါပေမဲ့နောက်ထပ်ဖြစ်လာမယ့်အရာကမင်းကိုအံ့ဩစေလိမ့်မယ်မင်းကရေကူးဖို့ကြိုးစားပေမဲ့မင်းရဲ့စူးတော်တွေကရေကူးဖို့အတွက်မဟုတ်တော့ဘူးသူတို့ကမတည့်ရက်ဖို့ဖြစ်သွားပြီးအခုတော့မင်းကသဘောတရားကိုနားလည်သွားပြီမင်းကအခုထွိုင်ဖောဖြစ်သွားပြီးရေစီးကြောင်းကိုမျက်နှာမူကငြိမ်ငြိမ်လေးနေရတယ်မင်းကစောင့်နေရင်4နာရီလောက်ကြာတဲ့အခါအရာတစ်ခုမျောပါလာတယ်မင်းရဲ့မျက်လုံးတွေကတိတ်နေပြီမို့မမြင်ရပေမဲ့မင်းရဲ့စူးတော်တွေကအထူးအာယုံရောတွေကနေတဆင်ဒါကိုသိလိုက်ရတယ်အဲ့ဒီနောက်မင်းရဲ့စူးတော်လေးတွေနဲ့ရေစီးကြောင်းတစ်ခုဖန်တီးလိုက်တယ်အစာကိုမင်းရဲ့ပါဇက်စီရောက်အောင်လမ်းကြောင်းပေးလိုက်တယ်မင်းဖမ်းယူစားတောက်လိုက်တာကအနုကြီးမှန်ဘလူးနဲ့မှမြင်ရတဲ့ပဇွန်စိတ်လေးတစ်ကောင်ဖြစ်ပြီး90ကီလိုရီလောက်ရလိုက်တယ်
မင်းကဒါကိုဖမ်းဖို့အတွက်80ကီလိုရီတောက်တုံးလိုက်ရတာတကယ်ကိုဟာတာပါပဲအငတ်ဘေးကလွတ်ဖို့ဒီလိုအခေါင်မျိုး2နာရီတခါဖန်ဆားနေရတယ်ဒီအောက်ခြေမှာကပင်လီမျက်နှာပြင်နဲ့စာရင်အစာ69ရာခိုင်နှုန်းပိုနေတယ်တခုခုထူးထူးခြားခြားဖြစ်လာတာဆိုရင်အဲ့ဒါကမင်းကိုတတ်ဖို့ကြိုးစားတာပဲဖြစ်လိမ့်မယ်3 လလောက်ကြာတဲ့အခါမင်းကတနေရာထဲမှာပဲရက်ပြီးရက်ပေါင်းများစွာအသက်ရှင်နေရတယ်ဘာမှမလုပ်ဘဲနေတတ်တဲ့အတတ်ပညာကိုမင်းကတက်မြောက်သွားပြီအဲ့ဒီအချိန်မှာမင်းရဲ့ကြောပေါ်ကိုတခုခုလာနာတယ်အဲ့ဒါကတဲတပွင့်စာလောက်တင်းခဲ့ပြီမဲ့မင်းတိလိုက်ရတာကမင်းဥပဝါတုံးကမင်းကိုစားဖို့ကြိုးစားခဲ့တယ်ဆိုင်းမသွားအိုက်ဆိုဖို့အမျိုးစားပဲဒါပေမဲ့ဒီတစ်ကောင်ကပို့ပြီးတော့ပါနေတယ်သူကမင်းကိုအသေးအသက်မှမဟုတ်ဘူးမင်းပေါ်မှာပဲကတ်တွယ်နေမှာသူကမင်းရဲ့အရေးပြားတွေကိုဂျိတ်တွေနဲ့စိုက်သွင်းပြီးသွေးကိုဆုပ်လူတော့တာပဲမင်းတည်သွားလောက်တဲ့ဒီတော့မဟုတ်ပဲအားရင်ရှိနေသွားရုံပါပဲဒီအကောင်ကမင်းရဲ့ဘဝတစ်သက်လုံးအတွက်အိမ်မက်ဆိုးဖြစ်လာတော့မယ်မင်းကအဲ့ဒီအကောင်ကိုကြောက်ဆောင်နေနဲ့ပုတ်တိုက်ပြီးခွာချဖို့ကြိုးစားတယ်ဒါပေမဲ့ကြောက်ဆောင်တွေကရှောလွန်းတာကြောင့်မင်းကပြောင်းပြန်ကူပြီးခွာချဖို့ကြိုးစားတယ်ဒီလိုလုပ်ရင်းနဲ့မင်းရဲ့စူးတော်တွေတောင်ကျိုးလူနီးပါးဖြစ်သွားတယ်မင်းကပါဇက်နဲ့ကိုက်ဖို့ကြိုးစားပေမဲ့ကိုယ့်ရဲ့ကြောကုန်းကိုမမိဘူးဒီလိုနဲ့တလကြာတဲ့အခါအဲ့ဒီအကောင်ကမင်းရဲ့မျက်လုံးအရွယ်စားလောက်ဖြစ်လာပြီ6 လကြာတဲ့အခါမင်းလှုပ်ရှားလိုက်တိုင်းသူ့ရဲ့အလေးချိန်ကိုခံစားလိုက်ရတယ်သူကမင်းရဲ့သွေးကိုပဲစုပ်နေတော့တာမဟုတ်ပဲဥတွေတောင်ဥနေပြီအိုက်ဆိုဖော့အကောင်ပေါက်လေးတွေပေါက်လာပြီးမင်းရဲ့တကူလုံးအနှံ့လျှောက်သွားနေတယ်သူတို့ထဲက3ကောင်ကတော့မင်းပေါ်မှာပဲဆက်နေမယ်လို့ဆုံးဖြတ်လိုက်တယ်အခုဆိုရင်မင်းမှာကပ်ပါကောင်4ကောင်ဖြစ်သွားပြီမင်းရှာဖွေစားတော့သမျှအစာတိုင်းရဲ့10ရာခိုင်နှုန်းကိုသူတို့ကစားတော့နေတာသူတို့ကိုကျွေးမွေးဖို့မင်းကအစာပိုရှာရပေမဲ့သူတို့ကမင်းကိုပိုပြီးအားနေစေတယ်ဒါကြောင့်မင်းကအစာနည်းနည်းပဲဖမ်းမိတော့တယ်ဒါပေမဲ့မသေးသေးဘူးနောက်ထပ်6 လလောက်ကြာတဲ့အခါမင်းကမင်းရဲ့နေရာဟောင်းမှာပဲရက်နေတော့မယ်မင်းရဲ့ကြောပေါ်ကကပ်ပါကောင်4ကောင်နဲ့အတူပေါ့မင်းကအသက်ငွေ့ငွေ့ရွယ်ရှိတော့တဲ့အချိန်မှာအနံ့တစ်ခုကိုရလိုက်တယ်နောက်ထပ်ထွိုင်ဖို့9 တကောင်မင်းနားမှာရှိနေတယ်မင်းကအင်အားရှိနေတာကြောင့်စူးတောင်တွေကိုမြေကြီးကခွာဖို့10 စက္ကန့်လောက်ကြာသွားတယ်မင်းရဲ့ခြေလျားတဲ့စူးတောင်3ခုကိုဂျိုင်းတောင်လိုသုံးပြီးအဲ့ဒီအနံ့ရှိရာကိုသွားတယ်ရွှွညွန်နေပေါ်မှာတနာရီကို9 ဘီနှုန်းနဲ့မင်းရဲ့ခန္ဓာကိုယ်ကိုတရွတ်တိုက်ဆွဲသွားနေရတယ်ပေ20အကွာဝေးရောက်ဖို့မင်းက4 နာရီလောက်သွားလိုက်ရပြီခုတော့မင်းသူ့ကိုတွေ့ပြီသူ့ခန္ဓာကိုယ်မှာလည်းကပ်ပါကောင်6 ကောင်ကတ်တွယ်နေပြီသူကမင်းတက်တောင်ရှည်နေဘူးဆိုနေတာခုတော့မင်းရတကောင်လည်းမဟုတ်တော့ပဲမင်းတို့2 ကောင်လုံးကရေထဲမှာမျိုးပွားဆဲတွေကိုထုတ်လုပ်လိုက်တယ်ဒါပေမဲ့ဒီနေရာမှာထူးခြားတဲ့အချက်ကမင်းတို့မျိုးစိတ်ကပုံမှန်တိုင်းမျိုးမပွားကြဘူးမင်းကအထီးအဖြစ်မွေးဖွားလာပေမဲ့စိတ်ဖိစီးမှုတွေညမမှုတွေနဲ့ကပ်ပါကောင်တွေကမင်းရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲပြစ်တယ်မင်းကအမအဖြစ်ပြောင်းလဲနေတာဒါပေမဲ့အပြည့်အဝတော့မပြောင်းလဲသေးဘူးမင်းကတုပ်ပိုးနဲ့တူဥတွေကိုပါရေထဲကိုထုတ်လွှတ်လိုက်တယ်ဒါပေမဲ့ဥအများစုကတတိမအောင်ကြပါဘူးတတိအောင်တဲ့ဥအနှင်းငယ်ကလည်းပုံပြက်ပန်းပြက်သားလောင်လေးတွေအဖြစ်မွေးဖွားလာပြီးတည်ဆုံးကြပါတယ်မင်းရဲ့အဖော်ကလည်းမျိုးပွားဆဲတွေကိုထုတ်လို့ပြီးဘာတန်ရောတင်မှမရှိပဲထွက်သွားပါတယ်အဖော်ဆိုတာမရှိပါဘူးအမောင်ထဲမှာဖြစ်ပြသွားတဲ့ဇီဝကာမဆိုင်ရာအယောင်းဝယ်တစ်ခုပါပဲအခုတော့မင်းတယောက်တည်းဖြစ်သွားပြန်ပြီနောက်ထပ်6 လလောက်ကြော်လိုက်တဲ့အခါမင်းကအစာမစားရတာ17 ရက်ရှိသွားပြီမင်းရဲ့ကပ်ပါကောင်တွေကမင်းရဲ့အသားတွေကိုစားပစ်လိုက်ကြပြီမင်းကမတ်ထက်ရက်နိုင်မှုအတွက်တောင်မနေကြိုးစားနေရတယ်အဲ့ဒီအချိန်မှာအပေါ်ကအမောင်ထုတဲကနေအရာတစ်ခုပြုတ်ကျလာတယ်အဲ့ဒါကပေ40အကွာကရွှွညွန်တဲ့ကိုအချိန်နဲ့ပြုတ်ကျလာတာအဲ့ဒီအနံ့ကမင်းကိုမူရစ်စေးလို့ပြင်းပြင်းထန်ထန်ဆွဲဆောင်သွားတယ်ဒါကအသားတန်ချိန်50ရှိတဲ့ဝီလာငါးကြီးတစ်ကောင်ပဲဒါကမင်းရဲ့ဘဝတစ်သက်တာမှာအကြီးဆုံးအစားအစာကိုကြုံမှုတာပဲမင်းကပေ40ခရီးကိုလမ်းလျှောက်ဖို့အတွက်9 နာရီတောင်ကြာသွားတယ်မင်းကလမ်းလျှောက်လို့10 မိနစ်ကြာတိုင်းမှာတစ်ခါနားနေရတယ်ဒါပေမဲ့မင်းကဆက်သွားနေတယ်။ဘာလို့လဲဆိုတော့ဒီဝေလာငါးကြီးက6 လစာအတွက်လုံလောက်လို့ပဲ။နောက်ဆုံးမင်းရောက်သွားတဲ့အခါမှာတော့ပွဲတော်ကစနေပြီ။ Red King ကကောင်30လောက်ကမင်းခေါင်းလောက်ရှိတဲ့အသားတုံးတွေကိုကိုက်ဖက်စားနေတယ်။ Half-Fit တွေကလည်းအတွင်းထဲကိုဖောက်ဝင်စားတောင်းနေကြတယ်။ Sliver ချက်တွေကလည်းဝိုင်းနေကြတယ်။မင်းကနားကိုကပ်ဖို့ကြိုးစားပေမဲ့ Red Fit တကောင်ကမင်းကိုကိုက်ထုတ်လိုက်တယ်။မင်းကနောက်ထပ်ကြိုးစားတဲ့အခါ Half-Fit တကောင်ကမင်းရဲ့ရည်ရက်တွေကိုရစ်ပတ်ပြီးမင်းကိုဝါမျိုးကိုဆွဲခေါ်သွားတယ်။မင်းလည်းအဲ့ဒီနားကနေမနှဲလွတ်အောင်ပြေးခဲ့ရတယ်။တခြားသတ္တဝါတွေအားရပါးရစားတောက်နေတာကိုမင်းကငေးကြည့်နေုံပဲတက်နိုင်တယ်။မင်းရဲ့ရည်ရက်3 ခုပါတဲ့ကိုယ်တဲ့ဒီဇိုင်းကတားကောင်ကြီးချောင်းမြောင်းဖို့နဲ့မင်းကိုအသက်ရှင်စေခဲ့တဲ့အရာတွေဖြစ်ပေမဲ့အခုတော့မင်းကိုအားနည်းဆုံးသတ္တဝါဖြစ်စေခဲ့ပြီ။3 ရက်ကြာတဲ့အခါဝီလာငါအလောင်းကအယိုးပဲကျန်တော့တယ်။မင်းကတခိုက်တော်မစားရပဲမူလာနေရာကိုပြန်လန်းလျှောက်လာရတယ်။ရခဲ့တဲ့အင်အားထက်3 ရတဲ့အင်အားကပိုများသွားပြီ။မင်းမကြခင်တည်ဆုံးလို့မယ်ဆိုတာမင်းကိုယ်တိုင်ခံစားမိတယ်။2 လလောက်ကြာတဲ့အခါမင်းကမင်းရဲ့နေရာဟောင်းမှာပဲပြန်ရက်နေရတယ်။
ခုဆိုမင်းကအစာမစားရတာ16ရက်တောင်ရှိသွားပြီမင်းရဲ့ရည်ရက်တွေကတုံကြီးနေပြီမင်းရဲ့ကြောကုန်းပေါ်ကကပ်ပါကောင်တွေကလည်းမလှုပ်ရှားတော့ပဲတည်ဆုံးကုန်ပြီသူတို့တက်ချင်ဖို့အတွက်လုံလောက်တဲ့သွေးကိုတော့မင်းခန္ဓာကိုယ်ကမထုတ်ပေးနိုင်တော့ဘူးလေအဲ့ဒီအချိန်မှာမင်းရင်တွေ့ခဲ့ရတဲ့ Triforce ရဲ့အနံ့ကိုပြန်ရပြန်တယ်မင်းမျိုးပွားဖို့ကြိုးစားခဲ့ဘူးတဲ့အရင်တယောက်ပေါ့သူကမင်းအနားကိုခြောက်လာပြီးသူကမင်းနဲ့တော့ပူဆိုးနေသေးတယ်သူကြောကုန်းပေါ်ကကပ်ပါကောင်3ကောင်ကသေပြီးပုတ်တိုးနေပြီမင်းတို့ကအတူရက်နေကြပြီအစာလည်းမရှာသလိုမျိုးလည်းမပွားကြတော့ပါဘူးဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်နေတဲ့တတဝါနှစ်ကောင်အတူရက်နေရုံပါပဲဒီလိုနဲ့မင်းတို့က9ရက်ထိအောင်ဒီတိုင်းရက်နေရတယ်မင်းတို့ကတယောက်တစ်ကောင်စီပဲဖမ်းမိပြီးအဲ့ဒီနေရာလေးကိုမျှဝေသုံးဆွဲကြတယ်ဒါပေမဲ့6ရက်မြောက်နေ့မှာတော့မင်းတို့2ယောက်တည်းမဟုတ်တော့ဘူးမင်းကသွေးနဲ့ရပြီး14ပေရှိတဲ့ငမန်းကြီးတစ်ကောင်ကအောက်ကနေတက်လာတယ်မင်းကသိငယ်လုံးတာကြောင့်သူကမင်းကိုမတိုက်ခိုက်ဘူးသူ့ရဲ့သွားရည်နဲ့မင်းရဲ့အဖို့ကိုတခိုက်တည်းအပြက်ဟတ်လိုက်တယ်ရုံးကနေမရသလိုလွမြောက်ခွင့်လည်းမရှိပဲကွယ်ပြောက်သွားပြီငမန်းကကြံတဲ့အပိုင်းကိုထွေးထိုးလိုက်ပြီးအဲ့ဒီအပိုင်းကမင်းရဲ့ဗီနာကချွညွန်တွေကိုထွက်ကြသွားတယ်မင်းဖော်ရဲ့ခန္ဓာကိုယ်ဓာတ်တွေရေထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားတာကိုမင်းအနံ့ရနေတယ်ငမန်းကမင်းကိုစားရတာတန်ရင်လားဆိုတာပြန်လာစစ်ဆေးပြီးဝဲနေသေးတယ်မင်းကပြေးဖို့အတွက်စူးတောင်းတွေကိုတိမ့်ဖို့ကြိုးစားပေမဲ့မင်းရဲ့ခန္ဓာကိုယ်က tripod အနေထားမှာခဲနေပြီဒီလိုနဲ့ကူရခဲ့ရမဲနေတော့ငမန်းကမင်းမျက်နှာနဲ့ရှောက်လက်မအကွာကနေဖြတ်သွားတယ်သူကမင်းကိုလေးလာပြီးအားဆိုင်ပြီးစားဖို့အတွက်မတန်ဘူးလို့ဆုံးဖြတ်လိုက်တယ်မင်းကတော့ကြံခဲ့ပြီးမလှုပ်နိုင်မပြေးနိုင်ပဲမင်းရဲ့ဖော်ရဲ့ပုတ်တိုးတဲ့အနံ့ကိုပဲခံနေရတော့တယ်နောက်ထပ်3နာရီကြာတဲ့အခါမင်းရဲ့ရေကူးလက်တံကြီးလွတ်ထွက်သွားတယ်မင်းကဖြည်းဖြည်းချင်းလမ်းလျှောက်သွားပြီး10ပေရွေးဖို့အတွက်6နာရီလောက်ကြိုးစားနေရတယ်မင်းကနေရာတစ်မှာရှေ့ချလိုက်ပြီးရေစီးချောင်းကိုတယောက်တည်းရင်ဆိုင်နေရတယ်ဒီလိုနဲ့တစ်ပတ်အကြာမှာတော့မင်းရဲ့နှလုံးဖုံးတန်ရက်တန့်သွားတယ်အတိုက်ခိုက်ခံရတာနဲ့အစာငတ်တာတွေကြောင့်မဟုတ်ဘူးမင်းရဲ့ခန္ဓာကိုယ်ကအလိုလိုလက်လျှော့လိုက်တာဖြစ်ပြီးမင်းရဲ့ရေကူးလက်တံကြီးလည်းပြိုလဲသွားပြီမင်းကချွညွန်နဲ့နှင်းမြုပ်သွားပြီးမင်းရဲ့ကြောပေါ်ကကပ်ပါကောင်တွေလည်းထွက်ခွာသွားကြပြီသူတို့က2ရက်အတွင်းအိမ်ရှင်အစ်စ်ကိုခြာကြအောင်ပါရေနေတဲ့တော်ဝါလေးတွေကမင်းရဲ့မျက်လုံးတွေကိုစားပစ်လိုက်ကြပြီတပတ်အတွင်းမှာတော့လဲကျနေတဲ့ရေဒီယိုတာဝါတိုင်းတွေလိုကျနေတယ်မင်းရဲ့အယိုးတွေကလွယ်ရင်တခြားဘာမှမရှိတော့ပါဘူးမင်းကမွေးဖွားချိန်မှာ9900တွေကတယောက်ဆိုတဲ့ကံကြမ္မာစိုးကိုကြော်ဖြတ်နိုင်ခဲ့တယ်မင်းရဲ့အသက်ကိုအချိန်ပေါင်း400လောက်ကယ်တင်ခဲ့တဲ့ဂျယ်လီဖစ်တွေရဲ့လှည့်ခွက်ကိုလည်းမင်းသိခဲ့တယ်မင်းကမီတာအနက်4000ထိငုပ်ချိုးသွားတဲ့အချိန်မှာမင်းရဲ့ခန္ဓာကိုယ်ကကြောက်မက်ဖွယ်ပုံတဲ့အဖြစ်ပြောင်းလဲသွားခဲ့တယ်ဘာသက်ရှိမှမရှိတဲ့နေရာမှာမျက်လုံးမပါဘဲအမဲလိုက်ဖို့မင်းတင်ယူခဲ့တယ်။မင်းကအဖော်ကို2ကြိမ်ရှာတွေ့ခဲ့ပြီး2ကြိမ်လုံးဆုံးရှုံးခဲ့ရတယ်။မင်းကမှောင်ဝိုင်းချင်းထဲမှာ3နှစ်လောက်တယောက်တည်းရင်ဆိုင်ခဲ့ရတယ်။မင်းရဲ့သွေးကိုတောက်နေတဲ့ကပ်ပါကောင်တွေနဲ့အတူပေါ့လူသားတွေမလုံနိုင်တဲ့စိတ်ချမှုမျိုးနဲ့မင်းကစောင့်ဆိုင်ခဲ့ရတယ်။နောက်ဆုံးမှတော့မင်းကတည်ဆုံးခဲ့ရတယ်။ဘာတိုက်ခိုက်မှုမှလည်းမရှိဘူး။ဘာထူးထူးခြားခြားမှလည်းမဖြစ်ပျက်ခဲ့ဘူး။ဘာရန်သူမှလည်းမရှိဘူး။ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေပြိုလဲသွားရုံတတ်ပါပဲ။အဲ့ဒီလောက်တောင်ရှင်းတန်ခဲ့ပြီးမှအဲ့ဒီလောက်တောင်လက်ရောညီထွေနေထိုင်ခဲ့ပြီးမှအဲ့ဒီလောက်တောင်မဖြစ်နိုင်တဲ့ကြက်ခိုင်မှုတွေရှိခဲ့ပြီးမှအစာမလောင်းမှုဆိုတဲ့ရိုးရှင်းတဲ့တွက်ချက်မှုတစ်ခုနဲ့ပဲမင်းကတည်ဆုံးခဲ့ရတယ်ကပ်ပါကောင်ဒီများလွန်းတာနဲ့မင်းကိုတက်ချီထောင်ချောင်းတစ်ခုလိုဖြစ်အောင်ဖန်တီးခဲ့တယ်မင်းရဲ့ခန္ဓာကိုယ်တိဆောက်ဖို့ပုံစံတိုင်းကြောင်းလဲပါတာပေါ့ဒါပေမဲ့ယုံချင်းမယုံချင်းနေဒီတဲ့ပူဆိုးတဲ့တိရစ္ဆာန်ဘဝပိုင်ရှင်တယောက်ရှိပါသေးတယ်နောက်ပြီးအားလုံးကိုကျွန်တော်ရှင်းပါတယ်